အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ဖတ်ပြပေးမှာတော့စာရေးဆရာမိုးရှင်း IMT ရေးသားထားတဲ့သူစိတ်ဓာတ်ကြတိုင်းဖတ်ဖို့ဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်စိတ်ဓာတ်ပြန်တက်လာဖို့အကောင်းဆုံးနည်းလမ်းလေးတွေတကယ်တော့စိတ်ဓာတ်ကြတယ်ဆိုတာသင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့လူသားအလုံးစိတ်ဓာတ်ကြတတ်ပါတယ်ကျွန်တော်လည်းစိတ်ဓာတ်ကြတတ်ပါတယ်ဒါကြောင့်သင်မှာစိတ်ဓာတ်ကြပေါ်ရရှိပါတယ်အားငယ်စရာမလိုပါဘူးပတ်စံမရှိလို့ချစ်သူနဲ့အဆင်မပြေလို့မိသားစုနဲ့အဆင်မပြေလို့အလုံးမှာအဆင်မပြေလို့စာမွဲကြလို့ရုံမလှလို့စသဖြင့်မျိုးမျိုးကိုစိတ်တက်ကြနေတတ်ကြပါတယ်စိတ်တက်ကြတာစင်းရဲချမ်းသာမရွေးပါဘူးပတ်စံချမ်းသာတဲ့သူတွေတော့စိတ်ချမ်းသာမယ်လို့တင်ထင်ပါပေါ့တကယ်တော့တင်ထင်တယ်လို့မဟုတ်ပါဘူးဥပမာတင်ကတိတ်မချမ်းသာတဲ့တာမန်ရုံဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတင်မှာတင်အရန်ကြိုက်တဲ့ iPhone လေးတစ်လုံးရှိတယ်ဆိုပါစို့အဲ့ဒီ iPhone လေးတက်စီပေါ်မှာမေ့ကြံခဲ့တယ်ဆိုရင်သင်ဘယ်လိုခံစားရမလဲခဏလောက်တွေးကြည့်လိုက်ပါ9သိန်း10သိန်းလောက်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုအတွက်တောင်အဲ့ဒီလောက်စိတ်တော်ကတွေရောက်ပြီးစိုးရင်ပူပန်တတ်နေရင်သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရောဘယ်လိုစိတ်ထဲမှာဖြစ်နေမလဲထင်လဲသူတို့တွေကဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရက်သွားတဲ့သူမရှိပါဘူးဒီထက်ပိုချမ်းသာဖို့စူးစမ်းနေတဲ့သူတွေကြီးပါပဲသူတို့မှရှိတဲ့ချမ်းသာမှုတွေကိုမပြောင်းမပြတ်အောင်အမြဲထိန်းသိမ်းနေရပါတယ်။တကယ်တော့အောင်မြင်မှုဆိုတာပျော်ရွှင်မှုပါ။လူတွေကပျော်ရွှင်မှုရဖို့ပတ်စံကအဓိကကြတယ်လို့သတ်မှတ်လိုက်ပါတယ်။အဲဒီတော့ပတ်စံပျော်ရွှင်မှုဆိုတဲ့ညီမျှခြင်းနဲ့သူတို့ဘဝကိုဘောင်ခတ်လိုက်တယ်။သူတို့အဲ့ဒီဘောင်ထဲမှာနေထိုင်ကြတယ်။ဒါပေမဲ့သူတို့ပျော်ရွှင်ခြင်းအစစ်မှန်ကိုမရရှိကြဘူး။သူတို့ဘဝတွေကိုလောဘတွေနဲ့အနာတက်လိုက်တယ်။သူတို့ရဲ့ညီမျှခြင်းကလောဘပတ်စံပျော်ရွှင်မှုတွေဖြစ်လာပါတယ်။ကြာလာတော့မြမြချင်းရဲ့တစ်ဖက်ချမ်းကပျော်ရွှင်မှုသူတို့စီမှာမရှိတော့ဘူး။သူတို့စီမှာကြံခဲ့တာကလောဘနဲ့ပတ်စံဖြစ်သွားတယ်။သူတို့ရဲ့ဘဝတွေကဘာနဲ့တူလဲဆိုတော့ကြောက်တုံးအကြီးကြီးတုံးကိုအယမ်းမှတ်တဲ့တောင်ကုန်းပေါ်ကိုတွန်းတင်နေရတယ်လို့ပဲ။သူတို့တက်တာမြင့်လာလေ။အဲ့ဒီကြောက်တုံးကြီးကိုနောက်ပြန်မကြအောင်အားပူဆိုင်ရလေပါပဲ။တချို့ကလည်းအဲ့ဒီကြောက်တုံးကြီးတွန်းနေတော့အယမ်းလှတဲ့ကြဲလေးတွေရဲ့ပတ်ဝန်းကျင်ကငှက်ကလေးတွေရဲ့တေးဆိုတန်းတွေကိုမခံစားမိလိုက်ကြဘူး။တချို့ကလည်းမနိုင်တဲ့ကြောက်တုံးကြီးမို့လို့ဒလိခေါင်ကွေပြုတ်ကြကြတယ်။တချို့ကလည်းချွေးတန်တရဲရဲနဲ့တချို့ကတော့ထိတ်ဆုံးရောက်သွားကြတယ်။ဒါပေမဲ့နောက်ထပ်တက်ရမယ့်တောင်တွေအများကြီးရှိမှအပေါ်ဆုံးရောက်မှတည်ခွင်ရလိုက်တယ်။ပတ်စံနဲ့တတ်မှတ်ထားတဲ့အောင်မြင်မှုနောက်ကိုလိုက်ရင်ဘဝမှာအရေးကြီးဆုံးအရာအလုံးကိုဆုံးရှုံးလိုက်ရတယ်။ပတ်စံကအရေးမကြီးဘူးလားလို့မေးရင်တော့အရေးကြီးပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုကိုပေးနိုင်စွမ်းနဲ့တခုတည်းသောအကြောင်းရင်းကတော့မဟုတ်ပါဘူး။သူကစိတ်အပိုင်းတစ်ခုထပ်မပို့ပါဘူး။တတ်မှတ်တဲ့သူပေါ်မှာပေါ့မူတည်တာပေါ့။သင်ကပတ်စံတည်တာပျော်ရွှင်မှုကိုဆောင်ကျဉ်ပေးနိုင်တဲ့အရာလို့သတ်မှတ်ရင်တော့ပတ်စံတွေရှာပြီးပျော်အောင်စမ်းကြည့်နိုင်ပါတယ်။အဲဒီလိုမှပဲပတ်စံကအရာရာမဟုတ်ဘူးလို့သင်ယူဆတယ်ဆိုရင်တော့အောက်ပါနီလန်း၄မျိုးအတိုင်းစမ်းကြည့်စေချင်ပါတယ်။ကျွန်တော်ကိုယ်တိုင်ပျော်ရွှင်စွာနေထိုင်ခဲ့တဲ့နီလန်းတွေလည်းဖြစ်ပါတယ်။အတွေးတွေကိုပြောင်းလဲကြည့်လိုက်ပါ။စိတ်ကအရာရာပါပဲ။ဥပမာသင်ကြုံဘူးလား။သင်မှန်သေးကြည့်လိုက်တော့တခါတလေမှာချောနေတတ်ပါတယ်။ထိုအချိန်မျိုးဆိုရင်ကိုအားရနေတတ်ပါတယ်။လူရှိသူရှိကိုထွက်တော့လဲယုံကြည်မှုအပြည့်နဲ့ထွက်နိုင်ပါတယ်။ထိုနည်းမျိုးဆိုဘာပဲလို့အောင်မြင်တာများပါတယ်။ဒါပေမဲ့ကျွန်တော်တို့တွေကမှန်ကြည့်ပြီးကိုယ့်အပြစ်ကိုရှာကြဆုံးလူသားမျိုးနွယ်တွေလေ။နှာခေါင်းမလာဘူး။နှရွက်ကားတယ်။မျက်လုံးကဆွေတယ်။ကိုကဲ့ရဲ့ပြီးစိတ်ဓာတ်ကိုအောက်ဆုံးထိဆွဲချလိုက်ကြပါတယ်။ထိုနည်းမျိုးဆိုရင်စိတ်ဓာတ်တွေကျနေတတ်ပါတယ်။ကိုယုံကြည်မှုကကျသွားတယ်။အကျိုးဆက်အနေနဲ့တစ်နေ့လုံးကိုဘာအလုပ်လုပ်စစ်မပြေတော့ဘူး။ဒီအချိန်တွေကိုပြန်သုံးသပ်ကြည့်ရအောင်။တင်းရုပ်ကဒီရုပ်ပါပဲ။ပြောင်းသွားတာကတင်းစိတ်ပါ။တင်းစိတ်ကတင်းကိုအချင်းချလိုက်တယ်။တင်းကလည်းအချင်းချခံရလောက်အောင်မရမကလိုက်ပြီးတွေးတယ်။စိတ်ကရာပါပဲ။အလိုလျောက်လေထဲမှာလွင်မျောနေတဲ့တိမ်တွေကိုလည်းစင်ရုပ်တွေကြားရုပ်တွေအဖြစ်မြင်ကြည့်လိုက်လို့ရတယ်။ညာဘက်ခေါင်းရင်းမှာထောင်ထားတဲ့ဖျားလေးကြီးကိုလည်းတရေလို့တွေ့ပြလိုက်လို့ရတယ်။အဲဒီတော့တေချာပြန်စဉ်းစားရင်ပျော်ရွှင်မှုရဖို့ဆိုတာစိတ်ကိုပြင်ဆင်ရမှာပါ။ပတ်စံမဟုတ်ပါဘူး။ပတ်စံနဲ့မြည်များခြင်းရကျင်ရင်လည်းရပါတယ်။ဒါပေမဲ့အဲ့လိုစဉ်းစားရင်တော့စိတ်ချမ်းသာဖို့ပတ်စံရင်ရှာကြည့်လိုက်ပါ။ဒီစာအုပ်ကိုဖတ်နေကြတဲ့ကသင်စိတ်တက်ပြန်တက်ချင်တဲ့သူဆိုတာသိကြပါတယ်
သင်အသွေးတွေကိုနည်းနည်းလောက်ပြောင်းလဲကြည့်ပါသင်ရဲ့အထက်ကသူတွေကြီးပဲမကြည့်ပါနဲ့သင်စိတ်ထဲကြားနေတယ်ဆိုရင်ဘတ်စကားတွေကြားတယ်ပြေးလွှားပြီးပန်းရောက်နေတဲ့ကလေးတွေသူများចောင်းစိမ်းဝတ်စုံလေးတွေကိုငေးကြည့်နေတဲ့ကလေးတွေတနေ့လုံးမှထမင်းတနက်ပဲစားရတဲ့သူတွေအာဖရိကမှာ2 ရက်မှတစ်ခါလောက်အစားစားခွင့်ရတဲ့ကလေးတွေကိုအားနာပါသင်မှာရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင်10 တန်းမှာသင်ခဲ့ရဘူးတဲ့ဟဲလင်ကေလာကိုအားနာပါမျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ဟဲလင်အောင်ဘဝကိုရင်ဆိုင်နိုင်ရင်သင်ကရောသင်မျက်လုံးမလှဘူးထင်ရင်တစ်ခါလောက်မျက်လုံးမိတ်ပြီးလမ်းလျှောက်ကြည့်ပါဦးမျက်စိမမြင်တဲ့သူတယောက်ဆိုရင်ရောဘယ်လိုနေမလဲသင်ရမ်းကန်ကောင်းပါတယ်သင်စိတ်ထဲကျနေတဲ့အချိန်ဒီစာအုပ်ကိုသင်ဖတ်နိုင်ပါတယ်ဘဝရဲ့အလားပါတွေကိုခံစားနိုင်ပါတယ်မနှက်ဖြန်ဆိုတာမသေးကြတဲ့အရာမို့လို့လက်ရှိအချိန်ကိုလေးစားပါဘယ်တော့မှမကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာကိုမကြည့်ပါနဲ့အဲ့ဒါဟာစိတ်ဓာတ်ကြရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါအချုပ်ခန်းတွေကအကျဉ်းချခံထားရတဲ့အကျဉ်းသား2 ယောက်ကဗရင်မောက်အပြင်ဘက်ကိုဗျိုင်တူကြည့်လိုက်တယ်ပထမတစ်ယောက်ကပြောတယ်အပြင်မှာရေဘွက်တွေကြီးပဲတဲ့စိတ်ပြတ်ဖို့ကောင်းလိုက်တာတဲ့ဒုတိယတစ်ယောက်ကပြောတယ်ဒီညလာတာတယ်နော်ကျယ်လွေတဲ့စုံပြီးရမ်းလှလိုက်တာတဲ့လူတွေရဲ့အတွေးတွေဟာလူတွေရဲ့ပျော်ရွှင်မှုပါပဲ People choose what you see တဲ့သင်မပြောင်းလဲနိုင်တဲ့အရာတွေကိုအကောင်းမြင်ကြည့်ပါသင်ရင်ကားထပ်ပို့ပြီးစိတ်ချမ်းသာလာတာတွေ့ရလိမ့်မယ်သင်ကိုယ်သင်ချီးကျူးပါသင်ကိုယ်သင်အမြဲပြစ်ရှာနေတာကိုခဏလောက်ရပ်ပြီးတစ်ခါလောက်ဖြစ်ဖြစ်သင်ကိုယ်သင်ချီးကျူးကြည့်ပါတင်ပါပဲလို့တခုခုအောင်မြင်စွာပြီးဆုံးသွားတိုင်းသင်ကိုယ်သင်ချီးကျူးဖို့မမေ့ပါနဲ့လူတိုင်းမှာပင်ကိုယ်ရည်ချင်းရှိပါတယ်သင်မှလည်းရှိပါတယ်သင်မှချီးကျူးစရာတခုမရှိဘူးလို့သင်ထင်လို့လားချီးကျူးစရာတခုခုရအောင်ဖန်တီးပါဥပမာစိတ်တဘောထားကောင်းအောင်နေကြည့်ပါဒါဟာအတော်လေးကိုချီးကျူးစရာကောင်းတဲ့အရာပါဒါမှမဟုတ်ကိုနှိမ့်ချပြီးနေကြည့်ပါဒါဟာလည်းလူတိုင်းမလုံးနိုင်တဲ့အရေးအသွေးပါဒါမှမဟုတ်အချိန်လေးစားတဲ့သူတစ်ယောက်ဖြစ်အောင်နေကြည့်ပါဒါကလည်းတော်တော်ကိုချီးကျူးစရာကောင်းတဲ့အချက်ပါအဲ့ဒါတွေလုပ်ဖို့ပတ်စံတပြားမှမလိုပါဘူးသင်လှုပ်ချင်ဖို့ပဲလိုတာနောက်ထပ်တစ်ချက်အရေးကြီးတာကသူများကိုလည်းချီးကျူးပါရိုးရိုးသားသားချီးကျူးတာကချီးကျူးခံရသူကိုလည်းစိတ်ချမ်းသာစေပါတယ်ဘောင်ထဲမှာမနေပါနဲ့သင်ကိုယ်တင်ဘောင်ခတ်ထားတာအရန်ဆိုပါတယ်တခုခုကိုမလုံနိုင်ဘူးအခက်အခဲတစ်ခုကိုမကြော်ဖြတ်နိုင်ဘူးစသဖြင့်တွေးရတာအရန်လွယ်ပါတယ်ဒါပေမဲ့အဲ့လိုတွေးတာဟာဘာကိုမှအသုံးမဝင်ပါဘူးသင်ရဲ့ comfort zone တွေကထွက်ကြည့်ပါဥပမာသင်ကအင်္ဂလိပ်စာသင်တန်းတစ်ခုမှာအမြဲတမ်းရွှေ့ထွက်ပြီးမပြောရဘူးဆိုပါစို့တစ်ခါလောက်ထွက်ပြောဖြစ်အောင်ထွက်ပြောပါအဲ့လိုများများလုပ်ပေးမှသင်ကိုယ်သင်ယုံကြည်မှုတက်လာမှာပါအကျိုးဆက်အနေနဲ့သင်ကိုယ်သင်ချီးကျူးဖို့အရာတွေတိုးလာမှာပါသင်ကိုယ်သင်လက်ခံပါဒီအချက်ကရန်ကိုရေးကြည့်ပါတယ်သင်အသားမဲသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဝါသည်ဖြစ်စေပိန်သည်ဖြစ်စေသင်ကိုယ်သင်လက်မခံသေးသည်၍ဖုံးကွယ်ဖို့ကြိုးစားနေသည်၍သင်မလုံခြုံမှုတွေနဲ့စိတ်ဆင်းရဲနေအောင်ပါပဲလောကကြီးရဲ့အသားချဖို့ဆိုတာရင်ဆုံးကိုလက်ခံရပါတယ်သင်ကိုယ်သင်လက်ခံသွားရင်သင်ရဲ့ရုပ်ရည်ဟာတိတိတတ်တာကိုပြောင်းလဲသွားပါလိမ့်မယ်ယုံကြည်မှုအပြည့်နဲ့အရန်ကိုကြည်ကောင်းလို့နေပါတယ်အမေရိကန်လူမဲ့ရပ်ပါတွေကိုတွေ့ဘူးမှာပါအသားမဲမဲနဲ့ရုပ်ချောလို့လားမချောပါဘူးဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့ကြည်ကောင်းပါတယ်သင်ကိုယ်သင်ယုံကြည်မှုဟာသင်ရဲ့ရုပ်ရည်ကိုပါအများမြင်များပြောင်းလဲပြနိုင်ပါတယ်ဒါကြောင့်သင်ကိုယ်သင်လက်ခံပါယုံကြည်ပါဘောင်းထဲမှာမနေပါနဲ့ဘောင်းပြင်ထွက်ကြည့်ပါအပြင်မှာအရန်လှပါတယ်မိမိမှာရှိတာကိုတန်ဖိုးထားပါ Some people just don't know how to appreciate what they got it အချို့လူတွေကသူတို့မှာရှိတာကိုတန်ဖိုးမထားတတ်ကြပါဘူး iPhone လေးလိုချင်တာပဲသိတယ်ပထမဆုံးဖုန်းလေးမကင်နိုင်တော့ကခန်းစားချက်ကိုမမှတ်မိကြပါဘူးမိမိအိမ်ရဲ့လုံခြုံရေးအေးချမ်းမှုကိုခရီးထွက်နေတော့ဒုက္ခရောက်တဲ့အချိန်မှာတန်းတတ်ကြပါတယ်အိမ်မှာနေတော့ကတော့အဲကွန်မရှိလို့အိမ်ကအထက်မြင်လို့စားသဖြင့်စင်ကြေမျိုးပေးတတ်ကြပါတယ်ကျမ်းမာရေးရဲ့အကျိုးကျေးဇူးကိုနေမကောင်းမှတတိယကြပါတယ်မအီမသာနဲ့နေထိုင်မကောင်းတဲ့အချိန်မှာနေထိုင်ကောင်းတော့ကဘလို့ဆိုတာကိုတတိယပါတယ်ပုံမှန်အတိုင်းနေကောင်းနေချိန်မှာတော့ကျမ်းမာရေးရဲ့တန်ဖိုးကိုမသိတတ်ကြပါဘူးဒါကြောင့်မိမိမှာရှိတာလေးတွေကိုတန်ဖိုးထားကြပါ